Hello မင်္ဂလာပါခင်ဗျာ Lucky Channel ကနေပြန်လဲကြိုဆိုပါရယ်ဘိုးဘွားတွေရဲ့ရှေးရောင်းမန်တန်နီးတွေကိုစူးစီးထားတဲ့ channel ပါလူအများမသိရမမြင်ဘူးလွယ်နဲ့မပြောပြတဲ့အခန်းတွေပါဒါအိမ်မက်ဒီမှာတော့လက်တွေ့လှုပ်ဆောင်နိုင်အောင်အသေးစိတ်ရှင်းပြပေးပါမယ်ဒီနေ့ပြောမှာကတန်ပူရာသီ၃လုံးအကြောင်းပါလူအများမြင်ဘူးပေမဲ့ဘာကြောင့်၃လုံးဖေးရတာလဲဆိုတာမတိကျတဲ့အရာကောင်းတစ်ခုပါဘာကြောင့်ဖျားစင်မှာတင်ရတာလဲဘာကြောင့်မန်တန်ရွတ်ရတာလဲတချို့ကသူတို့ကိုဒီအတိုင်းပဲထားပြီးထူးခြားမှုမရှိကြဘူးတန်ပူရာရမစွမ်းလာမဟုတ်ဘူးဒါပေမဲ့စွမ်းအားဖွင့်ဖို့မန်တန်မပါလို့ပါတတိထားကြည့်ပါဖျားเจ้าကန်ကိုတွားရင်မန်တန်နဲ့အတူဖျားကိုရှ िख ိုးရတယ်ကောင်းမှုကုသိုလ်လုပ်ရင်ရွတ်ဖတ်မှုတွေရှိတယ်ဇာပြနာအခမ်းအနားကိုတောင်တီးတန့်မန်တန်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့စကလုံးတွေဟာအရာဝတ္ထုတွေရဲ့စွမ်းအားကိုဖွင့်ပေးတဲ့တောချက်ဖြစ်လို့ပါနံပါတ်1ပါဠိမန်တန်ဖြည်းဖြည်းချင်း၃ချိန်ရွတ်ပါပဟုဒုက္ခဝိနာတာယဒုက္ခတံပတ္တိဘဝိထနာအဘိဝိထနထာယမေစာရဏံဂျောတိပူနံဓမ္မစေနတာတဘာဝကြပြီးချုံးဝေးတဲ့မြမဘာသာပြန်ဆင်းရဲဒုက္ခအလုံးပျောက်ကွယ်ပျက်စီးသွားပါစေချမ်းသာဒုက္ခဆုံးလင်းပြည့်စုံခြင်းနဲ့ကောင်းခြင်းမင်္ဂလာအလုံးတိုးပွားကြီးကျယ်ပါစေဤအိမ်တော်သည်ဤဘဝသည်အလင်းရောင်တိုးတက်မှုနဲ့ကံကောင်းခြင်းအလုံးနဲ့ပြည့်စုံပါစေနံပါတ်3တံပူရာသီးများထားခြင်းတာဆုတောင်းခြင်းခံတံပူရာသီး၃လုံးကိုတိုင်းတော်စွာထားပြီးတဲ့အခါစိတ်ကိုကောင်းစွာထားပါဤမန်တန်ကိုစိတ်แท้ကဆုတောင်းကရွတ်ဆိုပါ9ရက်အတွင်းသင်ဘဝမှာပြောင်းလဲမှုတွေစတင်မြင်တွေ့ရမယ်ငွေကြီးအလုတ်စိတ်ချမ်းသာဤဘေဟရာဖြစ်စေပါလက်တွေ့လုပ်ကြည့်ပါဘာကြောင့်၃လုံးဖြစ်ရတာလဲဆိုတော့၃ကဏ္ဍဟာကာကွယ်မှုစွမ်းအားလမ်းဖွင့်ပေးခြင်းကံကောင်းခြင်းကိုခေါ်ဆောင်ခြင်းကြောင့်ပါပထမလုံးမကောင်းတာတွေကိုဖယ်ရှားတယ်ဒုတိယလုံးကံကောင်းခြင်းလမ်းကြောင်းကိုဖွင့်ပေးတယ်တတိယလုံးအိမ်ထဲကိုကံကောင်းခြင်းတွေကိုခေါ်ဆောင်တယ်မှတ်ထားပါတန်ပူရာတွေကအလုတ်လုံးမှာပါတဲ့အနေနဲ့ထားချိန်မတိုင်ခင်မန်တန်ရွတ်မှဒါဖြစ်မယ်နံပါတ်4အင်္ဂလိပ်ဘာသာဖြင့်10စက္ကန့် And for friends from Indonesia, Malaysia, and around the world is an ancient prosperity ritual that has been passed down for generations. Use 3 lines, set your intention, speak the sacred words, and positive energy will come to you. Believe in yourself and blessings will follow. Number 5. Video go asong chukphen. Video go ma asong takhin, like logyan, share logyan ne. ကျွန်တော်ရဲ့ Lucky Channel ကို Subscribe လုပ်ရမမေ့ပါနဲ့ခင်ဗျာဒီအင်္ဂလိပ်စကားပြောအပိုင်းအတွက်ဒီလိုချိုးချောမွေပြောနိုင်ဖို့နေ့တိုင်းများစွာလေ့ကျင့်ခဲ့ရတယ်တတိပညာရှင်တွေကတစုံတစ်ယောက်ကမှားယွင်းတဲ့အချက်လက်တစ်ခုကိုမြင်တော့လဲ comment မှာအကြံပြုနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးဟာအမြဲတမ်းသင်ယူဖို့အဆင်သင့်ရှိပါတယ်ခင်ဗျာ subscriber အားလုံးကိုကျေးဇူးတင်ပါတယ်အစစ်အရန် subscriber တွေပါကံကောင်းပါစေတံပူရာ၃လုံးကတင့်အတွက်9ရက်အတွင်းအလို့လုပ်ပါစေခင်ဗျာ Lucky Channel ဒီတော့ခွင့်ပြုပါတယ်ခင်ဗျာ